အခုလော်ဒေါ်နယ်ထရမ့်အစိုးရဟာကျူးဘားနိုင်ငံကိုအတော်လေးပြင်းပြင်းထန်ထန်ချိန်ကြောက်လာနေပါတယ်ဗင်နီဇွဲလားကသမ္မတမာဒူရိုကိုဖန်စီခေါ်ဆောင်လာပြီးကြတဲ့ကကျူးဘားဟာဒုတိယပြင်းမှဖြစ်လိမ့်မယ်လို့ဒေါ်နယ်ထရမ့်ကြုံရခဲ့တာပါအဲ့ဒီနောက်လာတန်ကြာပိတ်ဆို့ဒဏ်ခတ်မှုတွေလောင်စာဆီပိတ်ဆို့မှုတွေလုပ်ခဲ့လို့ကျူးဘားနိုင်ငံဟာလည်းအတော်ကလေးချွတ်ချုံကြလာနေပါတယ်ဒီလိုချွတ်ချုံကြလာနေတဲ့ချိန်မှကျူးဘားနိုင်ငံကိုသူတို့ဘာကြောင့်ထိန်းချုပ်လာနေရလဲတကယ်သမ္မတဒေါ်နယ်ထရမ့်ဟာမကြာသေးခင်ကတရုတ်နိုင်ငံကိုသွားပြီးသမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံခဲ့ပါတယ်အဲ့တွေ့ဆုံမှုကစီးပွားရေးအဖြစ်သဘောတူညီမှုပြည်လည်မှုတစုံတရာရရှိခဲ့တယ်ဆိုတာကလွယ်ပြီးကျန်တဲ့အီရန်စစ်ပွဲလိုကိစ္စတွေမှာထိထိရောက်ရောက်အောင်မြင်တဲ့သဘောတူညီမှုရရှိခဲ့တယ်လို့ဆိုတာမတွေ့ရပါဘူးသမ္မတရှီကျင်းဖျင်ကလည်းဒေါ်နယ်ထရမ့်နဲ့တွေ့ပြီးမကြာခင်မှာပဲရုရှားသမ္မတပူတင်နဲ့ခေါ်တွေ့ပါတယ်သမ္မတပူတင်နဲ့တွေ့တာကဒေါ်နယ်ထရမ့်နဲ့တွေ့တာလည်းပိုပြီးရင်းနှီးရှိတယ်ပိုပြီးသဘောတူညီမှုတွေရရှိကြဟန်တူတယ်လို့တော့သုံးသပ်သူတွေကဆိုကြပါတယ်ဘာပဲပြောဒီနေရာမှာတခုထည့်ပြောမှာကတော့တရုတ်သမ္မတရှီကျင်းဖျင်ဟာပူပြီးအချိန်ဝါနိုင်ငံတကာတန်တမန်ဆက်ဆံရေးရမှာပူပြီးအချိန်ဝါမြင့်တက်လာပြီးကမ္ဘာဒိတ်ဒိတ်ကျဲနိုင်ငံကြီးတွေအလုံးကခေါင်းဆောင်တွေဟာသူ့ကိုပဲသွားတွေ့နေရတယ်ဆိုတာလည်းပဲကျွန်တော်သတိထားမှာဖြစ်ပါတယ်ဒီရုရှားနဲ့တရုတ်နှစ်နိုင်ငံလုံးဟာတကယ်တော့ကျူးဘားနိုင်ငံနဲ့အင်မတန်ရင်းနှီးတဲ့နိုင်ငံတွေဖြစ်ပါတယ်ဒါကြောင့်လည်းဒေါ်နယ်ထရမ့်ရဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကကျူးဘားဟာတရုတ်ရုရှားတို့ရဲ့လက်နက်တွေအများကြီးရရှိနေတဲ့အတွက်ကြောင့်အမေရိကန်အစိုးရအတွက်အန်ဒီရရှိနေတယ်လို့ပြောလာနေပါတယ်အခုခါမှာသူတို့ဒဏ်ခတ်ပိတ်ဆို့ထားလို့လောက်ချွတ်ချုံကြနေတဲ့နိုင်ငံအခုမှကောက်ကငငါထပြီးအန်ဒီရရှိလာသလားဆိုတာပဲမေးကြရပါပဲထို1996ခုနှစ်ကဖြစ်ခဲ့တဲ့ပြစ်မှုတစ်ခုမှာပါဝင်ပတ်သက်တဲ့ဆိုပြီးတော့မှကျူးဘားသမ္မတရာအူကတ်စထရိုအသက်95နှစ်တောင်ရှိတော့မယ်အဲ့ဒီပုဂ္ဂိုလ်ကိုအခုအရေးယူဖို့ဆိုပြီးတော့ပြင်းပြင်းထန်ထန်ပြောတာတွေ့ရပါတယ်ဆိုတော့ဒီအချိန်မှာဘာဖြစ်လို့လောက်တောင်ကျူးဘားကိစ္စကိုအခုတပြင်းလောက်လာရသလဲတကယ်တော့ဒေါ်နယ်ထရမ့်ဟာအဓိကလောလောဆယ်ရင်ဆိုင်နေရတဲ့အကြီးမားဆုံးသောစိန်ခေါ်မှုကတော့စီးပွားရေးအရာကောနိုင်ငံရေးအရာကောနှစ်ခုလုံးအတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့လောင်စာဈေးနှုန်းတက်မှုကိုမထိန်းသိမ်းနိုင်ခြင်းပဲဖြစ်ပါတယ်မထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်လောင်စာဈေးတက်လာလေသူ့အတွက်စိန်ခေါ်မှုတွေပိုများလာလေပါပဲပြည်တွင်းနိုင်ငံရေးမှာရောအအရာသူ့အတွက်စိန်ခေါ်မှုတွေသိများလာနေတယ်ဆိုတော့ဒီအချိန်မှာမကြခင်ပဲစစ်ပွဲပြီးဆုံးတော့မယ်လောင်စာဈေးကျမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကအမျိုးမျိုးပြောနေပေမဲ့လက်တွေ့ဖြစ်မလာသေးပါဘူးဒီထဲမှာအစ္စရေးကလည်းတမောက်လို့ပြောပါလိမ့်မယ်သူကတော့အမေရိကန်ဘက်ကပြေခါရဆဲဖို့သဘောတူညီမှုလုပ်ရင်တော့မှသူကတော့တွန်းဆုပ်ဖြစ်နေသေးဆိုတာတွေ့ရပါတယ်ဆိုတော့သမ္မတဒေါ်နယ်ထရမ့်ကဒီချိန်မှာကျူးဘားကိုကောက်ကငင်ကပူပြီးပြင်းပြင်းထန်ထန်ချင်းချောက်တုံးဝါလာနေတာဟာသူဒီလိုရင်ဆိုင်နေရတဲ့စီးပွားရေးနိုင်ငံရေးအကြက်တဲတွေကိုအာယုံလွှဲခြင်းလို့များလှုပ်လာနေသလားဆိုတာစဉ်းစားစရာဖြစ်မယ်လို့ထင်မိပါတယ်ခင်ဗျာတစ်ချိန်တည်းမှာကျွန်တော်တို့ပြောလို့တာကျွန်တော်ကအင်းပြောင်းရွှေ့ကြောင်းနေသားတရားမဖြစ်သေးတာရဲ့ဒီကြားတဲ့သမီးတွေရဲ့ဘွေးယူတဲ့အခမ်းအနားတွေသွားတက်နေရတာကြောင့်သတင်းတင်ဆက်မှုနည်းနည်းနှောင့်နှေးသွားတယ်ဆိုတာလည်းပဲကျွန်တော်ပြောပြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကြောက်စံတာပါ